ကဘာလူသားအလုံးလိုက်နာနေတဲ့အဆုံးအမလည်းမဟုတ်ဘူးသူတော်ကောင်းတွေကဆုံးမဩဝါဒပေးတဲ့အခါမှသာလဲလူတွေရဲ့အတိုင်းဝိုင်းဟာမိဘနဲ့သားသမီးအကြားမှန်ကန်တဲ့အမြင်များကိုရရှိကြတာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမတည်ရှိနေမှသာလဲကမ္ဘာလောကကြီးတစ်ခုလုံးဟာတာယာအေးချမ်းပြီးတော့ဘဟုဇနဟိတအများကောင်းစားဖို့အတွက်ဘဟုဇနဒုက္ခအများချမ်းသာဖို့အတွက်ဆိုတာဖြစ်လာနိုင်တယ်မြတ်စွာဘုရားအဆုံးအမကွယ်ပြောက်သွားပြီဆိုလို့ရှိရင်တော့ဒီမှန်ကန်သောအမြင်တွေကွယ်ပြောက်သွားတာနဲ့တပြိုင်နက်လူသားတို့ရဲ့လူလောကကြီးဟာကျဆင်းသွားပြီနောက်ဆုံးမှာတရိစ္ဆာန်လောကအဆင့်ရောက်သွားနိုင်တယ်လို့ဆိုတာတတိထားကြဖို့ပေါ့နော်တမန်အပြင်တော့ဘုရားဘာသာဝင်သူတော်စင်တွေငယ်စဉ်တောင်ကြီးကလေးဘဝကလေးကမာတာပိတုဥပဋ္ဌာဏမိဘဆိုတာပြုစုလို့ကြွေးရမယ်ဆိုတာငယ်ငယ်တည်းကဒီအတွေးဟာဝင်လာတာအဲ့တော့ဒီအတွေးဝင်တာမြန်မာလူမျိုးတွေမှသာဒီအတွေးဝင်တာကမ္ဘာမှာရှိတဲ့လူကြီးတန်ပေါင်း9000ကျော်သောလူတွေကြားထဲမှာဒီအတွေးမရှိတဲ့လူကအများကြီးပဲအဲ့တော့လွယ်လွယ်နဲ့ဒီအတွေးရတယ်လို့တော့မအောင်မေ့သေးနဲ့မမှန်ကန်တဲ့အမြင်တွေဆိုတာလောကမှာရှိနေတယ်ပြောရမယ်ဆိုရင်မြတ်စွာဘုရားပွင့်တဲ့အချိန်တုန်းကခေတ်ပြိုင်ဘုရားနဲ့ပြိုင်လို့ပွင့်လာတဲ့အစိတကေတကမ္မလာဆိုတဲ့အစိတဆိုတဲ့နာမည်နဲ့နတ္ထိကဝါဒကိုဟောပြောနေတဲ့ဥစ္စေရဝါဒခုခေတ်လို့ဆိုရင်တော့ materialism ပေါ့ရုပ်ဝါဒီလို့ပြောမှာပေါ့ materialist ရုပ်ဝါဒကိုဆွဲကင်ထားတဲ့အစိတသူရဲ့ဟောပြောချက်ထဲမှာညင်းပယ်မှု10မျိုးအဓိကထားပြီးပြောတာအဲ့ဒီမှာဘာပါတော့လို့ဆိုတော့နတ္ထိမာတာနတ္ထိပိတာဒီစကားလုံးကိုအဓိပ္ပာယ်တိုက်ရိုက်ပြန်လို့ရှိရင်နတ္ထိမာတာအမေဆိုတာမရှိဘူးနတ္ထိပိတာအဖေဆိုတာမရှိဘူးတဲ့သူ့အမြင်ကနော်လောကမှာအမေအဖေမရှိဘူးလို့ပြောခြင်းဟာအမေကိုအသိမှတ်မပြုခြင်းနဲ့အဖေကိုအသိမှတ်မပြုခြင်းပဲဖြစ်တယ်ပေါ့ဒီဝါဒဟာအလွန်ကြမ်းတမ်းရက်ဆက်ပြီးတော့လူလောကကြီးကိုတရိစ္ဆာန်အသွင်ရောက်ရှိသွားအောင်တွန်းပို့တဲ့ဝါဒကြီးတစ်ခုသာဖြစ်တယ်ပေါ့အဗ္ဗဒံကြောက်စရာကောင်းတဲ့ဝါဒကြီးမြတ်ဗုဒ္ဓရဲ့အယူဆကအဋ္ဌိမာတာအဋ္ဌိပိတာအမေဖေဆိုတာရှိတယ်အမေကိုအသိမှတ်ပြုတယ်အဖေကိုအသိမှတ်ပြုတယ်ဒီလိုရှိတာနော်အမေဖေကိုအသိမှတ်ပြုခြင်းအပြင်မိဘရဲ့ခြေဆုတရားဆိုတာလည်းရှိတယ်ဆိုတာ